ကိုဗုဒ္ဓဘာသာလို့ခံထားပြီးတော့ငါးပါးသီလကိုသိလားငါးပါးသီလဘာလို့စောင့်ထိန်တင်တာလဲဆိုတာကိုသိလားငါးပါးသီလမစောင့်ထိန်ရင်ဘာတွေဖြစ်မလဲဆိုတာကိုသိလားဒီနေ့ဒီချက်သုံးချက်ကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ငါးပါးသီလဆိုတာဘာလဲပဏာတိပါဒသူများတက်ကိုမတရားဘူးအဒိဏဒါနသူများပစ္စည်းဥစ္စာကိုမခိုးယူရဘူးကာမတုမိစ္ဆာစာရသူများသားမယားကိုမပြစ်မှာမစော်ကားရဘူးမုတ္တဝါဒလိန်တဲ့စကားတွေမပြောရဘူးသူရမရယာမိစပမာရဌာနတေရဲမတော့ဆိုင်အောင်ငါးပါးသီလကိုဘာလို့စောင့်ထင်တင်တာလဲဆိုတဲ့အချက်ကိုကျွန်တော်ပြပြပေးသွားမှာဖြစ်ပါတယ်။ပါကျုပ်ဆရာတော်ကြီးကပြောတယ်ပေါ့နော်။ကိုထိန်းသိမ်းဆောက်ရှောက်ခြင်းကသူများကိုကာကွယ်ဆောက်ရှောက်ခြင်းပဲတဲ့။ငါးပါးသီလကိုကထိန်းသိမ်းဆောက်ရှောက်မယ်ဆိုရင်သူများကိုကာကွယ်ဆောက်ရှောက်တာနဲ့အတူတူပါပဲ။ကိုကသူများတက်ကိုမတက်ဘူးလို့ကိုထိန်းသိမ်းဆောက်ရှောက်ထားမယ်ဆိုရင်သူများအသက်တွေလည်းမသေးတော့ဘူး။ကိုကသူများပြည့်စုံစာကိုမခိုးယူဘူးလို့ကိုထိန်းသိမ်းဆောက်ရှောက်ထားမယ်ဆိုရင်သူများပစ္စည်းဥစ္စာတွေလည်းမပျက်စီးဘူးကိုကကာမတုမိစ္ဆာစာရကံဆိုတဲ့သူများသားမယားကိုမပြစ်မှာမစော်ကားရဘူးလို့ကိုထိန်းသိမ်းဆောက်ရှောက်ထားတယ်ဆိုရင်သူများသားပြုသမီးတွေလည်းမပျက်စီးတော့ဘူးကိုကသူများကိုမလိမ်ဘူးလို့ကိုထိန်းသိမ်းဆောက်ရှောက်ထားမယ်ဆိုရင်သူများတွေအလိမ်မခံရဘူးသူများတွေစိတ်မစင်ရဘူးပေါ့နော်ကိုကအရက်မတော့ဘူးလို့ကိုထိန်းသိမ်းဆောက်ရှောက်ထားမယ်ဆိုရင်အရက်တော့ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့စိုးရိုးတွေကိုကျွန်တော်တို့ကကာကွယ်ဆောက်ရှောက်ထားတာပဲဖြစ်ပါတယ်ငါးပါးသီလကိုမဆောက်ထင်ရင်ဘာတွေဖြစ်မှာဘာတွေဖြစ်မှလဲဆိုရင်ဘေးလီမျိုးတင်မှာပဲဖြစ်ပါတယ်ပထမဆုံးဘေးကတော့အတ္တနုဝါဒဘေးပဲဖြစ်ပါတယ်အတ္တနုဝါဒဘေးဆိုတာဘယ်လိုမျိုးလဲဆိုရင်ကိုဆွဆွဲကဲ့ရဲ့ခြင်းပဲဖြစ်ပါတယ်ဘယ်လိုဆွဆွဲကဲ့ရဲ့တာလဲဆိုရင်ဥပမာကျွန်တော်ကသူများအသက်ကိုတတ်ထားမိတယ်ဆိုရင်ငါသူများအသက်ကိုတတ်ထားမိပါလားဆိုကိုဆွဆွဲကဲ့ရဲ့တဲ့စိတ်နှလုံးမသားရဖြစ်တယ်ဥပမာပြရမယ်ဆိုရင်အာသောကမင်းကြီးကိုကြောက်လဲကြောက်ကြမယ်တဲ့အာသောကမင်းကြီးဆိုရင်သူဗုဒ္ဓဘာသာမှာဖြစ်ခင်ရဆိုရင်သူများအသက်တွေကိုတက်ခဲ့တယ်ပေါ့နော်သူနေမြေတွေချက်ထွင်ခဲ့တယ်အဲ့တော့သူတွေးထွေးတန်ယိုတွေတွေ့တယ်အဲ့တော့သူဘာဖြစ်လဲဆိုညဘက်တွေသူအိမ်မပြောအဲ့လိုမျိုးပေါ့နော်သူများပြည့်စုံဥစ္စာကိုခိုးယူမယ်ဆိုဟာငါသူများပြည့်စုံဥစ္စာကိုခိုးယူထားမိပါလားဆိုပြီးတော့ကိုဆွဆွဲခဲ့ရမိမယ်သူများသားပြသမီးပြဖြစ်စီမယ်ဆိုရင်သူများမသိရင်တော့ကိုတည်တယ်ကိုဆွဆွဲခဲ့ရမိမယ်နောက်ဆုံးအချက်တွေလည်းအိတ်တိုင်းပေါ့နော်ဒုတိယဘေးကတော့ပရာနုဝါဒဖေးပဲဖြစ်ပါတယ်ပရာနုဝါဒဖေးဆိုတာကသူများကိုဆွဆက်ခဲ့တာဖြစ်ပါတယ်ဥပမာကျွန်တော်သူများတဲ့ကိုတက်တယ်ဆိုရင်ဟာဒီကောင်လူတက်တမှာပဲကိုကသူများပစ္စည်းဥစ္စာခိုးရမယ်ဆိုရင်ဟာဒီကောင်တခိုးပဲကိုကသူများသားပြသမီးပြပြစီမယ်ဆိုရင်ဟာဒီကောင်ကချက်ကလီကောင်ပဲသူများသားသမီးပြဖြစ်စီတယ်အဲ့လိုမျိုးပေါ့နော်မုဒ္ဒဝါဒရဲ့ကျူးလွန်မယ်ဆိုရင်ဟာဒီကောင်လူလိန်ကောင်ပဲဒီကောင်ယုံကြည်လို့မရဘူးပေါ့နော်အရက်တောက်တယ်ဆိုရင်ဟာဒီကောင်အရက်တမှာပဲဒုတိယဘေးကတော့ဒါနဘေးပဲဖြစ်ပါတယ်ဒါနဘေးဆိုတာလက်ရှိနေတဲ့နိုင်ငံကနေပြီးတော့ချမှတ်ထားတဲ့ဥပဒေပေါ့နော်ကိုကသူများတက်ကိုတက်တယ်ဆိုရင်ထောင်တယ်ပဲနဲ့သူများပစ္စည်းဥစ္စာကိုခိုးယူမိတယ်ဆိုရင်ထောင်တယ်ပဲနဲ့သူများသားများကိုဖျက်ဆီးမိတယ်ဆိုရင်ထောင်တယ်ပဲနဲ့သူများကိုလိန်လည်ပြီးတော့သူများအကျိုးစီးပွားပျက်စီးအောင်လုပ်မိတယ်ဆိုရင်လိန်လည်ပြုတ်ဆုံမှုကြောင့်ထောင်တယ်ပဲနဲ့တေရက်တောက်ချင်ကြောင့်တော့ထောင်တယ်ပဲနဲ့ရလို့မရှိပေမဲ့ဘယ်လိုပြောရမလဲဆိုရင်ဒီတေရက်တောက်ချင်ကြောင့်ကျွန်တော်တို့ကအရှိယကံလေးပါကိုကျူးလွန်နိုင်တယ်ပေါ့နော်အဲကျူးလွန်တဲ့ကြောင့်ဒါနဘေးလေးတင်နိုင်ပါတယ်ပေါ့နံပါတ်၄နောက်ဆုံးဘေးကတော့ဒုက္ခရိဘေးပဲဖြစ်ပါတယ်ဆရာတော်တွေဟောတာဆိုရင်ဒီဒုက္ခရိဘေးရဆိုရင်ကြောက်စရာအကောင်းဆုံးပဲလို့ဟောတာတယ်ပေါ့နော်ဘာလို့ကြောက်စရာအကောင်းဆုံးလဲဆိုရင်ကိုကဒီဘဝမှာသူများကိုတတ်ထားတယ်ဆိုရင်နောက်ဘဝမှာကိုရီးယားငရဲခံရမယ်သူများပစ္စည်းဥစ္စာခိုးတာဆိုရင်နောက်ဘဝမှာငရဲခံရမယ်သူများသားများကိုပြစ်မှာဆောင်ရမယ်ဆိုရင်နောက်ဘဝမှာငရဲခံရမယ်ကြောက်မှာပါဒုသနာတော်ဆိုတာလေတထေးတငယ်ချင်း၄ယောက်များသားများကိုဖျက်ဆီးခဲ့မိလို့ငရဲမှာခံစားနေရတယ်ပေါ့နော်ကျန်တဲ့အချက်လည်းအေးတိုင်းပါပဲပေါ့နော်အဲဒါကြောင့်မလို့ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေအနေနဲ့၅ပါးသီလကိုမဖြစ်မနေစောင့်ထိန်သင်တာပဲဖြစ်ပါတယ်ခင်ဗျဒီနေ့ကျွန်တော်ဒီလောက်ပဲလာမျှဝေတာပါနောက်နေ့တွေမှာပြန်တွေ့ပါမယ်ခင်ဗျဘိုင်ဘိုင်